အဲ့လိုကတော့တကယ်အဲ့လိုမျိုးခုဒီတက်ရွယ်ရောက်လာရီးသားတော့တခါမှမထားဘူးကိုကြိုက်တဲ့သူတွေကတော့ရှိပါတယ်အများကြီးပါပဲဒါပေမဲ့ကိုကအဲ့လိုရီးသားမထားဘူးတော့ကျွန်တော်တခါမှအဲ့လိုမျိုးပေါ့နော်တွေးကြုံနေမှာမဖြစ်တော့ရီးသားတော့တကယ်ကိုမထားဘူးတာပါအသက်ကတော့ကျွန်တော်20ကျော်သွားပြီအမေကအဲ့လိုမျိုးရီးသားတော့တခါမှမထားဘူးဘလို့တော့မထားဘူးတော့ကြတော့အဲ့လိုမျိုးထားမှနည်းနည်းကြောက်နေလို့ဖြစ်နေတာပေါ့ကိုလည်းတခါမှတွေးကြုံမရှိရလဲပါပါတယ်အဲ့တော့ရီးသားတော့အဲ့လိုမျိုးမထားဘူးတခါမှလည်းမထားဘူးအဲ့တော့ခုလိုမျိုးလဲဒီလိုကိုကြိုးစားနေတဲ့အချိန်မှာတော့ပို့ပြီးတော့ရီးသားတွေတော့မထားဖြစ်သေးတာပေါ့နော်ကိုရလိုမျိုးဖြစ်တဲ့သူတွေအားပေးတဲ့သူတွေကလည်းကိုညီကိုမောင်နှမလိုပဲကိုကတန်ရုံးသိမယ်လိုမျိုးညီကိုမောင်နှမတွေကိုအားပေးတဲ့ပြည်သက်တွေကိုကိုရဲ့တကယ်ကိုအားပေးတဲ့ပြည်သက်တွေကိုညီကိုမောင်နှမလိုပဲသဘောထားလိုက်တယ်။ရီးသားတော့ကျွန်တော်အနေနဲ့ထွားဖို့တော့အများကြီးပေါ့နော်။ကိုချိန်မှာမိဘနှစ်ပါးအတွက်ကျွန်တော်အများကြီးကြိုးစားအောင်မယ်။ဒီမိဘနှစ်ပါးပြည့်စုံအောင်ထားနိုင်အောင်ကြိုးစားပြီးပြီနော်။ဒါတွေကိုအဓိကအနေနဲ့ကျွန်တော်တို့မိဘနှစ်ပါးကိုရှင်းနေတဲ့ချိန်မှာကျွန်တော်ပြုစုနိုင်အောင်မိဘနှစ်ပါးအတွက်တမိုးရှိတဲ့သားကောင်းယတနာဖြစ်အောင်ကြိုးစားမယ်။အဲ့တော့မိဘနှစ်ပါးကိုဒီထက်မကပြည့်စုံထားအောင်ကြိုးစားပြီးသွားပြီဆိုမှကျွန်တော်ရဲ့ရီမန်းချက်တွေပေါ့နော်။အများကြီးကြိုးစားရမယ်မိဘနှစ်ပါးတော့လည်းကြိုးစားရမယ်အဲကြောင့်မလို့ရှေ့သက်ကြောက်ပြီးဆက်လက်ချစ်ခင်အားပေးကြပါဦးလို့နော်ကောင်မလေးတွေတော့အားလုံးတော့ဒီတိုင်းလေးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့အကုန်လုံးတော့ဟွာဖြစ်ပါတယ်ကိုအားပေးတဲ့ကောင်မလေးတွေလည်းအများကြီးရှိတယ်ရှစ်တာတွေအားပေးတဲ့သူတွေလည်းအများကြီးရှိတယ်အကုန်လုံးကတော့ကိုအားပေးတဲ့ပရိသတ်တွေပါပဲအဲ့တော့ကိုကတော့ကိုမောင်နှမလိုပဲကျွန်တော်သဘောထားလိုက်တာပါပဲဟုတ်ကဲ့သူတို့ကတော့ကိုချစ်လို့စားကြတာတွေလည်းချို့ကြတော့ချစ်လို့စားကြတာတွေလည်းရှိပါတယ်အဲ့တော့ကိုကတော့ဘယ်လိုပဲပြောကိုအားပေးတဲ့ပြည်အားပေးတဲ့ပရိသတ်တွေဖြစ်တဲ့အတွက်ကိုကတော့အမှုပညာမျက်စိနဲ့ပဲကိုကတော့ကိုမောင်နှမကိုတက်ကြည့်ရင်တော့အမကိုတက်ငယ်တော့ညီမလိုပဲကိုကသဘောထားပါတယ်အဲ့တော့ကြီးသားတော့အခုချိန်မှာတော့ကျွန်တော်အနေနဲ့ကတော့ထားဖို့တော့တော်ကြိုးစားအောင်ပါခတိကတော့ဒီမိဘနှစ်ပါးအသက်60ကျော်တွေဖြစ်တဲ့အတွက်အခုချိန်မှာလည်းအားကိုးစရာလည်းကျွန်တော်တယောက်ပဲကောင်းကောင်းဟိုဖြစ်တာပေါ့နော်ကျွန်တော်တွေအမားတွေအကိုတွေကတော့အိမ်တော်တွေကြပြီးအိုးခွဲတွေဖြစ်ကုန်ပြီအဲ့တော့ဒီအသက်60ကျော်မိဘနှစ်ပါးအားကိုးစရာဆိုတာကျွန်တော်တယောက်ပဲရှိတော့တယ်အဲ့တော့ဒီမိဘနှစ်ပါးကိုပြည့်စုံအောင်ထားအောင်လည်းအများကြီးကြိုးစားအောင်ပါဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့လည်းချစ်တဲ့အားပေးကြပါအောင်လို့ပြောချင်ပါတယ်အဓိကတော့မိန်းကလေးဆိုတာတော့ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ဒီကတော့ယူသားတိမ်မွေ့တယ်အဲ့တော့နားလည်မှုရှိတယ်တစ္ဆာတရားရှိတယ်မေတ္တာတရားရှိရဆိုရင်တော့ကျွန်တော်အနေနဲ့တော့ဒါစဉ်းစားသွားမှာပါဘယ်တက်ရလောက်ယူသားထားမလဲဆိုရင်တော့အဲ့လာတော့ချိန်တိုင်းတာပေါ့နော်တခုထီအောင်ကျွန်တော်အနေနဲ့အောင်မြင်မှုတွေရအောင်ဒီမိဘနှစ်ပါးပြည့်စုံအောင်ထားနိုင်အောင်အများကြီးကြိုးစားမှုတွေလိုပါသေးတယ်အဲ့တော့ယူသားတော့ကျွန်တော်အနေနဲ့တော့ထားပဲချိန်ထားတာထားလို့ရတယ်မိဘနှစ်ပါးတော့ရှီတုံးလေးမှာကျွန်တော်အနေနဲ့ပြုစုရမှာဖြစ်တဲ့အတွက်ဒီမိဘနှစ်ပါးအတွက်ကိုပဲကျွန်တော်အနေနဲ့ပြည့်စုံအောင်ထားနိုင်ကိုအများကြီးကြိုးစားအောင်ပါကိုတခါမှမထားဘူးတော့သဲကွဲမှကြောက်တာသဲကွဲတဲ့တန်းထားနိုင်တာပါနော်ဟိုအဲ့လိုမျိုးတော့မဟုတ်ဘူးတော့ကနေအသဲကွဲတဲ့တန်းခံစားနေရမှာကြောက်လို့ပါနော်ဟုတ်တယ်အဲ့လိုမျိုးလေးတော့ရှိပါတယ်ကျွန်တော်တချို့ကြတော့လည်းအဲ့လိုကိုချစ်လို့အဲ့လိုစားကြတာတွေလည်းရှိတယ်ကိုချစ်လို့လည်းအဲ့လိုမျိုးမစင်ညာနဲ့စကားပြောကြတယ်ကိုကတော့ဒီလိုပဲကိုတဲ့ကြီးအမားလိုပဲသဘောထားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကတော့ကိုအားပေးနေတဲ့သူတွေပဲဆိုတော့လေဟုတ်လားကိုအခုချိန်မှာတော့နုပညာမျက်စိနဲ့ပဲကိုကကြည့်တယ်ကိုအားပေးတဲ့ပရိသတ်တွေဖြစ်တဲ့အတွက်အခုချိန်မှာကိုမိဘနှစ်ပါးအတွက်ပဲကိုကအဓိကစူးစမ်းအောင်ပါနော်ဆက်လက်ကြောက်ပြီးတော့လေကိုပိုင်းသချင်းတွေလည်းအများကြီးထွက်နိုင်အောင်စူးစမ်းနေတယ်အဲ့တော့အများကြီးအခုချိန်မှာလည်းအများကြီးပြင်ဆင်စရာရှိတယ်အများကြီးပြင်ဆင်နေပါတယ်ကျွန်တော်ရဲ့ သချင်းတွေလည်းပရိသတ်တွေဒီမကြခင်မှာချပြနိုင်အောင်စူးစမ်းပါမယ်ကိုပိုင်းသချင်းတွေတစ်ပုတ်လောက်လည်းပရိသတ်တွေဒီကိုချပြဖို့ရှိပါတယ်အလိမ္မာနဲ့ဘယ်လိုပြတော့မောင်လေးရှိတယ်လို့ပြောရင်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီလိုလေးပဲပြန်ပြောလိုက်တာပေါ့နော်ဟိုကကိုရှိတယ်သူတို့စတာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ကိုကလည်းဟုတ်ကဲ့ပါမမကျေးဇူးပါဒါပါပဲဒီကတော့ကိုအားပေးတဲ့ပရိသတ်တွေဖြစ်တဲ့အတွက်ကျွန်တော်ဘယ်တော့မှရှေ့လေးမရှိဘူး comment တွေဆိုလဲအောင်မှာ comment 1000ချင်း1000လုံးပြန်တာဆဲတဲ့ comment တွေမှာကျွန်တော်ပြန်တာဒီကကွာမာနာမကြည့်တတ်တာပေါ့ပြောမယ်ဆိုရင်အားလုံးအကုန်လုံးခင်တတ်တယ်လူတိုင်းကိုကျွန်တော်ခင်တတ်တယ်အဲ့လိုမျိုးပေါ့နော်အားကြောင့်ကျွန်တော် comment တွေဆဲတဲ့ comment တွေတော့ကျွန်တော်ပြန်တာအဲ့လိုမျိုးပေါ့မာနာမကြည့်တတ်ဘူးကိုယ့်ဘက်ကိုပဲအဲ့လိုရိုးရိုးသားသားကြိုးစားတယ်ကြိုးစားတဲ့အတွက်လည်းကိုစိတ်တက်ကြနေလို့မရဘူးလူဆိုတာစိတ်တက်ကြနေဘာမှဖြစ်မှာမဟုတ်ဘူးလေကိုယုံကြည်မှုရှိဖို့လိုတယ်တယောက်တည်းရှိရင်တော့မှအထက်ကိုရောက်အောင်တတ်နိုင်တဲ့တတိရှိရမယ်ဆိုတဲ့စိတ်ပေါ့နော်အဲ့တော့ကိုယ့်ဘက်ကိုတပွေသေးကြားဆိုအဲ့လိုမျိုးကျွန်တော်ရေးထားတာပေါ့တပွေသေးဆိုလဲကြားဖြစ်နေရမယ်ကိုယ့်ဘက်ကိုကြိုးစားနေရမယ်တယောက်တည်းဖြစ်တာမဖြစ်တာအဓိကအောင်မြင်တာမအောင်မြင်တာတွေကဒါတွေအဓိကကိုယ့်ဘက်ကိုကြိုးစားနေဖို့ပဲလိုတယ်ကျွန်တော်ကတော့အဲ့လိုမျိုးမြဲကြိုးစားနေရပဲအဲ့တော့မြဲကြိုးစားတဲ့အတွက်လည်းကျွန်တော်ကိုချစ်ခင်တဲ့သူတွေပုံများလာတယ်ပေါ့နော်အားပေးတဲ့သူတွေပုံများလာတယ်အဲ့လိုမျိုးပေါ့နော်ဒီသားသားကတော့တော်တော်ကြိုးစားယူအောင်ပါနော်ဒီသားသားကကိုယ်လည်းတစ်ခါမှမထားဘူးကလည်းပါတော့ကြတော့လေဟုတ်လားဒီသားအတွေ့အကြုံလည်းလိုမျိုးရီသားတွေပါတစ်ခါမှမထားဘူးအခုတက်ရွယ်ထိမိဘတွေကတော့မပြောပါဘူးကျွန်တော်မိဘတွေလည်းချစ်ကြတယ်။ဘာလို့ကိုကလည်းမိဘတွေပြုစုရလေနုပညာကြီးရရင်မိဘတွေကုန်မေးတာကျွန်တော်10သိန်းရရင်10သိန်းကုန်အပ်တာ။အဲ့တော့မိဘတွေကိုစိတ်ချမ်းသာအဓိကမိဘတွေစိတ်ချမ်းသာဖို့ကနံပါတ်1ကိုကျွန်တော်ဦးစားပေးတာပေါ့နော်။မိမဆိုတာကျွန်တော်အနေနဲ့ချိန်မရွေးကျွန်တော်ယူလို့ရတယ်။မိဘဆိုတာစားထုတ်လို့မရတော့ဘူး။အဲ့တော့မိဘတွေကိုတစ်ခုချိန်မှာပြည့်စုံအောင်ထားနိုင်အောင်အရင်ဆုံးကြိုးစားအောင်ပါပေါ့နော်။အားကြောင့်မလို့မိဘကိုပဲနံပါတ်1ဦးစားပေးပြီးထိတ်ဆုံးရအောင်ကျွန်တော်တက်လန်းပြီးပြောင်းအောင်အရင်ဆုံးကြိုးစားနိုင်အောင်အများကြီးကြိုးစားနေပါတယ်လို့ပြောချင်တယ်။လူယိုကြီးတော့အဲ့ပေါ့ဒီကတော့ဒီမိဘတွေကိုဒီကပြည့်စုံအောင်ထားနိုင်အောင်ရင်ကြိုးစားအောင်ပါလူမျိုးကြီးကတော့ဖြည့်နေဖြစ်သွားနိုင်ပါတယ်
အဲ့လိုမျိုးတော့မရှိပါဘူးမိဘတွေကတော့ကိုယ်ချစ်ကြပါတယ်ကိုကဘာလို့စဉ်းစားဆုံးဖြတ်နိုင်တဲ့ဉာဏ်ရှိမှလည်းမိဘတွေကပြီးတော့ကြောင်မလို့ကျွန်တော်ကိုမိဘတွေကလည်းကိုချစ်တယ်လိုလဲလိုက်တယ်ကျွန်တော်ဘာဖြစ်ဖြစ်ကျွန်တော်နောက်ကနေပြီးတော့အမြဲတမ်းပံ့ပိုးပေးတယ်အမြဲတမ်းကူညီဖေးမှပေးတယ်အားကြောင့်လည်းကျွန်တော်ဒီနေထားဒီတက်လန်းနိုင်တာပါလို့အသက်ကွဲသချင်းတွေကတော့တကယ်ကိုအသက်ကွဲတဲ့မူမျိုးပေါ့နော်ခံစားပြီးတော့ရေးရတာပေါ့နော်ကိုသူများတွေအသက်ကွဲပြီးတော့အဲ့လာတွေကိုလိုက်ပြီးကြည့်ပြီးတော့ကျွန်တော်ကိုကလိုက်ပြီးပြန်ရေးရတာပေါ့ကိုရဲ့မှုဆိုတော့အသက်ကွဲတဲ့မှုကိုထည့်လိုက်တာထည့်ပြီးငါအသက်ကွဲတဲ့ခံစားမှုထည့်ပြီးရေးမယ်ဆိုမှရေးလို့ရတာဘာလို့ဆိုတော့အဲ့လိုမျိုးရေးပြီးဆိုတော့သချင်းတွေကထွက်တယ်ပေါ့ဘဝသချင်းဆိုတော့ဘဝတွေ့ကြုံသချင်းတွေဆိုဘဝတွေနဲ့တွေ့ကြုံနဲ့မှန်သားတဲ့အဲ့လိုမျိုးစာသားအမှန်ကန်လေးပေါ့တကယ်ကိုကျွန်တော်စူးစမ်းပြီးတော့ရေးဆက်ထားတာသချင်းတွေကတော့အဲ့လိုမျိုးအများကြီးရှိပါတယ်အဲ့တော့ပရိသတ်တွေစီကိုချပြနိုင်အောင်ကျွန်တော်အများကြီးစူးစမ်းနေပါတယ်လို့မင်းကလေးတငယ်ချင်းဆိုတော့တိတ်မရှိဘူးအခုတည်းကတော့ကျွန်တော်သဘောကျတဲ့ကောင်မလေးရဲ့လို့တော့မရှိသေးဘူးအခုကပုံမှန်လေးပဲနေတာဆိုကိုချစ်တဲ့သူတွေများတယ်ကိုကမောင်နှမလိုပဲနုပညာမျက်စိနဲ့ပဲကြည်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့ကြီးသားတော့မထားဖြစ်သေးပါဘူးအခုချိန်မှာတော့ဟုတ်ကဲ့အဲ့လိုမျိုးကဟုတ်တယ်အဲ့လိုမျိုးချစ်တဲ့သူတွေကတော့များတယ်တော်တော်များများတော့အဲ့လိုမျိုးများတော့တော်တော်များတယ်အဲ့တော့ကိုကနုပညာမျက်စိနဲ့ကြည့်လို့ပေါ့နော်ကိုချစ်တဲ့သူတွေကတော်တော်များပါတယ်ဟုတ်ကဲ့တခါလေတော့ကိုကကျေးဇူးပါမမလို့ပဲပြောလိုက်တာပေါ့နော်ဘာလို့ဆိုတော့ကိုကအခုချိန်မှာကြိုးစားနေတဲ့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအားပေးတဲ့ပရိသတ်တွေကိုကနုပညာမျက်စိနဲ့ပဲကိုအမဆိုလဲကိုအမလိုပဲကိုကဒီလိုစိတ်မျိုးချိရမယ်လေအဲ့တော့ကိုအားပေးနေတဲ့သူတွေမှာစိတ်ကိုအဲ့တော့ကိုကဖြူစင်အောင်ထားမှသာလေကျွန်တော်တို့ရဲ့အောင်မြင်မှုကထိတ်ရောက်မယ်ကိုအားပေးနေတဲ့သူတွေပေါ်မှာကိုကစိတ်ကိုဖြူစင်အောင်ထားရမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ကိုရှိတဲ့သူတွေလည်းနုပညာမျက်စိနဲ့ပဲကိုကကြည့်တယ်ကိုမောင်နှမမျက်စိနဲ့ပေါ့နော်ကိုအခုချိန်မှာတော့ကြီးစားမထားသေးတာဖြစ်တဲ့အတွက်ရှေ့ကြောက်ကတော့အများကြီးကြိုးစားမှုတွေလည်းလိုပါသေးတယ်